no thane ti somola ye ne api mai bo egare la the te metta daya chi ma nai du be khona pi ro twa pe sakha pha ke sana ta bo tai na no yatha twa mi be ya egare da ba aswe ro pao che yan na bagan me pi tu lai lo apaပြုလုံးငါပြပြမင်းတော်ယထာပါတော်မြေပါမနာလိုသူတွေများလို့သာမင်းတရားထခွင့်ပန်ငါပြည်တော်တို့ပြန်ခဲ့ရလေလားမောရှေတို့ဌာနေတိသောမောလာရဲ့နေရာပြီးမိုင်းဘောဧကရေလာတဲ့မြစ်တာတရားကြီးမနိုင်သူပဲခုနပြည်တော်တပိစခါဖခင်ဆန္ဒသဘောတိုင်းတာလောယထာတွက်မိဖုရားဧကရေတပါအဆွေတော်ပေါင်းချေရနာပကံနေပြည်သူလိုင်းလို့အပါသာသနာပြုလုံးငါပြပြမင်းတော်ယထာပါတော်မြေပါမနာလိုသူတွေများလို့သာမင်းတရားထခွင့်ပန်ငါပြည်တော်တို့ပြန်ခဲ့ရလေလားအတိတ်ဘဝကကြောင့်ထန်လာပြည်တော်ပြန်ခဲ့ဆုံးမလားပန်းချောင်းမှာခွင်တော်ကြတဲ့တစ္ဆာရှင်မလေးဆုံးမလားတစ္ဆာရှင်မလေးဆုံးမလားအတိတ်ဘဝကကြောင့်ဖန်လာပြည်တော်ပြန်ခဲ့ဆုံးမလားပန်းချောင်းမှာခွင်တော်ကြတဲ့တစ္ဆာရှင်မလေးဆုံးမလားတစ္ဆာရှင်မလေးဆုံးမလားဘုရားအမကြီးစေရီတီတစ္ဆာပြုလို့ဒိဋ္ဌာနီသာသနာတော်ကြီးကဘာတီတွေရွေးခွေတောင်ကြားချောင်းနဲ့ရွှေစာရန်ဘောကျူဖျားနဲ့ရှင်မလာသေးသည်သောမလာရဲ့တမိုင်းမောကိုတီမြတ်တာရှင်မလေးသောမလာဘုရားအမကြီးသောမလာဆဲလေသူလေးသောမလာမိုင်းဘောဒေဝီတမိုင်းလာတဲ့တစ္ဆာရှင်မလေးသောမလာဆုံးမလာအတိတ်နမိတ်ကောင်းနေနဲ့ဝင်းဖွာလာတဲ့ဆဲလန်သူလေးဖြစ်လေတော့ဘုံကန်ရှင်မင်းအနော်ယထာနဲ့ရေစက်ဆုံးပြီးစိတ်တူကိုယ်တူရွှေလက်တွဲကသာသနာပြုလုပ်ငန်းတွေဆောင်ရွက်ကြရင်မင်းကြီးအနာမှာအပါတော်မြေပေါ်ဒါကိုမနာလိုမုန်းပွားမိဖုရားမြတ်ကသီလစင်ကြယ်မှုကြောင့်နှထောင်းကရောင်ကြီးပွတ်တာစောမောလာဆုံးမပါလို့မင်းကြီးရွှေတော်လျှောက်တာရတဲ့မအေးတာကြောင့်ပြီးတော့ပြန်ဖို့အရေးခွင့်ပေးဖို့လျှောက်ထားရပြီပေါ့စိတ်တူကိုယ်တူရွှေလက်တွဲကသာသနာပြုခဲ့ကြတဲ့မင်းအနော်ယထာမတတ်တာသည်အစုံနှလုံးကြည်ကွင်းစွာခွင့်ပေးလို့ကံအကြောင်းမလားစွာပြီးတော့ပြန်မရောက်ခဲ့ပြီမဲ့ဒါနသီလသမထဝိပဿနာဘာဝနာတို့ကိုပွားများပြီးသာသနာပြုခဲ့တဲ့စုကြီးပန်ထေရီမခုနပြည်တော်တပိစခါဖခင်ဆန္ဒသဘောတိုင်းတာလောယထာတွက်မိဖုရားဧကရေတပါအဆွေတော်ပေါင်းချေရနာပကံနေပြည်သူလိုင်းလို့အပါသာသနာပြုလုံးငါပြပြမင်းတော်ယထာပါတော်မြေပါမနာလိုသူတွေများလို့သာမင်းတရားထခွင့်ပန်ငါပြည်တော်တို့ပြန်ခဲ့ရလေလားအတိတ်ဘဝကကြောင့်ဖန်လာပြည်တော်ပြန်ခဲ့ဆုံးမလားပန်းချောင်းမှာခွင်တော်ကြတဲ့တစ္ဆာရှင်မလေးဆုံးမလားတစ္ဆာရှင်မလေးဆုံးမလား
တိတ်ဘဝကကြောင့်ဖန်လာပြည်တော်ပြန်ကဆုံးမလားမချောင်းမှာကွယ်တော်ကြတဲ့တစ္ဆာရှင်မလေးဆုံးမလားတရားအမကြီးစေရီတီတစ္ဆာပြုလို့ဒိဋ္ဌံဒီသာသနာတော်ကြီးကဘာတီတွေရွေခွေတော်ကြာချောင်းနဲ့ရွှေစာရန်တော်ကျူဖျားနဲ့ရှင်မလာသေးရီဆုံးမလာရဲ့တမိုင်းမော်ကိုတီမြတ်တာရှင်မလေးဆုံးမလာဘယ်အမကြီးဆုံးမလာဆဲလေဒူလေးဆုံးမလာမိုင်းဘောဒီဝိတမိုင်းလာတဲ့တစ္ဆာရှင်မလေးဆုံးမလာမြတ်တာရှင်မလေးဆုံးမလာဘယ်အမကြီးဆုံးမလာဆဲလေဒူလေးဆုံးမလာမိုင်းဘောဒီဝိတမိုင်းလာတဲ့တစ္ဆာရှင်မလေးဆုံးမလာ